တန်ခါကုံဆုံးကပ်ပြီးတော့ကြည်နူးပြီးတော့နေတဲ့အချိန်အိမ်ရှိမှာမထေရဘာဆွန့်လာရက်တယ်ဆွန့်ရက်တဲ့မထေဟာပြိဿမနေ့ကဒုတဝါဒဧတရက်ရတဲ့နိသဗမထေသူမြတ်ဖြစ်ရှင်ဘုရားတပိတ်ပေးတော်မူပါဗျာဆွန့်ပါဗျာဆိုတော့တပိတ်လေးနိသဗမထေကဆွန့်လိုက်တော့အဲ့ဒီတပိတ်ကိုအိမ်နဲ့ယူပြီးတော့ပြိဿဝေရေဟတထေကြီးကကောင်းတို့ရာတွေကိုတပိတ်ထဲလောင်းထည့်ပြီးတော့ပြိဿအဲ့ဒီမှာနိသဗမထေပြန်ကတ်ပြီးတော့ရှောက်တယ်အရှင်ဘုရားအိမ်နဲ့ကြွရောက်ပြီးသတင်းသုံးတော်မူပါအောင်ဘုရားမြတ်စွာဘုရားလည်းအိမ်ထဲမှာရောက်နေပါတယ်ဘုရားသံဃာတော်များလည်းအိမ်ထဲမှာသတင်းသုံးနေကြပါတယ်ဘုရားအရှင်ဘုရားလည်းပဲအိမ်နဲ့ကြွရောက်ပြီးတော့သတင်းသုံးတော်မူပါအောင်ဘုရားလို့တထေးကြီးကနိသဗမထေကိုရှောက်တယ်ရှောက်တော့နိသဗမထေကတကားကြီးတဲ့အိမ်နဲ့ဝင်ဖို့ရန်အဆလိမ့်မည်မဟုတ်ဘူးကွယ်တဲ့ဒီလိုပြောပင့်တယ်ပြိဿနိသဗမထေအိမ်နဲ့မကြွဘလို့မှပင့်လို့မရတော့အဲ့ဒီမှာတထေးကြီးအိမ်နဲ့ပြန်သွားပြီးမြတ်စွာဘုရားလျှောက်တယ်မနေ့ကဧတရက်ရတဲ့နိသဗမထေကတပည့်တော်အိမ်နဲ့ပင့်တာ तू မကြွဘူးဘုရားဘလို့ချင်းရတွေကြောင့် तू မကြွတာလေသူ့ရဲ့ဂုဏ်တွေကဘလောက်ထိအောင်များပြားနေလို့လဲမြတ်စွာဘုရားဆိုပြီးတော့အဲ့ဒီမှာတထေးကြီးကဘုရားလျှောက်တယ်ဘဒုမௌဒရမြတ်စွာဘုရားဆိုတာကလည်းသူတော်ကောင်းတို့ဘုရားတို့မြည်ဒီမှာဝဏ္ဏမစ္စရိယသူများရဲ့ဂုဏ်ကျေးဇူးပေါ်မှာဝန်တိုးတယ်ဆိုတာလုံးဝမရှိဝဏ္ဏမစ္စရိယအလွန်ကင်းတဲ့မြတ်စွာဘုရားရှင်များဖြစ်နေတော့ပြိဿအဲ့ဒီမှာနိသဗမထေအကြောင်းကိုပြောပြတခါကြီးတဲ့ငါဘုရားတို့နဲ့သံဃာတော်တို့တွေဟာဒကာဒကမတွေပင့်တဲ့စွန်းကိုစားတဲ့ကွယ်တဲ့နိသဗမထေကတပိတ်ထဲကြတဲ့စွန်းကိုပဲစားတာပတ္တပိဏဒုတင်ကိုပြောငါတို့တွေကမြို့နာရွာနာနီးတဲ့ကြောင်းမှာနေကြတယ်ကွယ်နိသဗမထေကတောထဲမှာပဲနေတာအာရင်းကြီးကဒုတင်အကြောင်းကိုပြောတယ်ငါတို့တွေကအမိုးရှိတဲ့ကြောင်းအောင်မှာနေတယ်နိသဗမထေကအမိုးကာမရှိတဲ့ကြောင်းမှာလည်းသတင်းသုံးတယ်အဘောဂာတိကဒုတင်ကိုပြောငါတို့တွေကသင်္ကန်းနေမျိုးစုံဝစ်ကြတယ်သင်္ကန်းများကိုလက်ခံကြတယ်နိသဗမထေကသုံးတယ်တဲ့ကိုပဲဝစ်တာတိစီဝရိကဒုတင်ကိုပြောတာအဲ့ဒီဂုဏ်တွေကိုဖော်ထုတ်လိုက်တဲ့အခါဝေရေဟတထေကြီးကြီးညိုလိုက်တာနိသဗမထေကိုကြီးညိုလိုက်တော့ဘာဖြစ်တော့မေးလိုက်တော့နောင်ဖြစ်လေရာဘဝမှာလည်းပဲနိသဗမထေကဲ့သို့ဖြစ်ချင်လိုက်တာတဲ့ဒီလိုစိတ်တွေဖြစ်လာ